မင်္ဂလာပါရှင်ဒီနေ့ကတော့ဂျူးမြစ်ချင်းလေးချက်စားတယ်ဒီမှာတော့လေငါခုပဲရတာပေါ့ရှင်လေငါခုပေါ့နော်အဲ့ထဲကိုကျွန်မစားစနင်းနေတာပေါ့စားထဲတယ်စနင်းထဲတယ်အချုံမုတ်ထဲတယ်ဒါလေးထည့်ပြီးတော့နယ်ဖက်ပြီးတော့ပြစ်ထားလိုက်တယ်အဲ့လိုမနယ်ဘူးဆိုရင်ငါညှိနှိုင်းရတဲ့ဒါကြောင့်မလို့အရသာတွင်းရတာဖြစ်ပါတယ်ရှင်သူ့ကိုချက်ရန်အတွက်ကျမတို့ကဂျင်းကျက်သွန်ပြူကျက်သွန်နီးဓာတွေကိုလည်းချက်ရန်ပြင်ဆင်ပါမယ်ဒီနေ့ကတော့ငရုတ်နှစ်ကို special လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျမကသူ့တွေကိုအယောင်တင်မှုတ်ထည့်တယ်နောက်ပြီးတော့ဒါကစနွေးမှုတ်ပါစနွေးမှုတ်လေးထည့်တယ်ပြီးတော့ရင်မြင့်ကပိလေးအနှင်းငယ်ထည့်မယ်ပြီးတော့အလုံးသမရဲ့ကျမရောကြိတ်မယ်နော်ဒီဆက်လေးကညက်တယ်ဆိုပေမဲ့အခုလိုမျိုးပေါ့နော်လက်ကလေးနဲ့ရိုက်ပြီးတော့လှုပ်ပြီးတော့ကြိတ်ရတယ်ဘာလို့ဆိုတော့ညက်သွားမဟုတ်ရင်အတုံးတွေကခလေးမှကြံတတ်တယ်အဲ့ဒါကြောင့်မလို့အခုလိုမျိုးရိုက်ပြီးတော့လှုပ်ရတာပေါ့နော်ပြီးရင်စီလေးအနှင်းငယ်ထည့်တယ်ပြီးတော့ဒါကတော့ငရုတ်နှင်းဖြစ်ပါတယ်ရှင်ကြိတ်ထားတဲ့ငရုတ်နှင်းလေးတွေကိုဒီစီလေးနဲ့တမရန်အတွက်ကျမကတော်တော်လေးကိုနှက်လိုက်တယ်ရှင်သူကခြေပြည့်တဲ့အတွက်စီအများကြီးမလို့ပေါ့နော်ခဏနဲ့ဆိုရပြီပြီးရင်နဲ့ထားတဲ့ငခုလေးတွေထည့်တယ်ငခုနဲ့စီတက်ရင်တမအောင်မှုှေးပါတယ်ရှင်အရန်ကိုမှုှေးတဲ့ခြေဟင်းအနံ့လေးထွက်လာပါလိမ့်မယ်ရှင်ငခုကလေအထဲမှာတစ်ခုကြံခဲ့လို့ပြန်ထည့်ရတယ်ရှင်ပြီးတော့ရင်တော့အဖုံလေးပိတ်မယ်ခိတခဏအပေါ်ရန်တင်းတီထိကျမဒီမှာပြစ်ထားလိုက်တယ်ငါးလေးတွေကအပေါ်ရန်တင်းလာတယ်ဆိုရင်တော့ဒီစက်သွန်တွေကြိတ်ထားတဲ့ဟာတွေကိုကျင်းချတာတွေရောပြီးတော့ငါးနယ်ဖတ်ထားတဲ့စလုံးရောရေကျင်းပလိုက်ပြီးရေတွေအများကြီးထွက်လာလိမ့်မယ်အဲရေကတော့ခြင်ဟင်းအတွက်အသုံးပြုတော်ခြင်ဖြစ်ပါတယ်မိမိကခြင်ဟင်းကိုပြစ်ကြိုက်ရင်ရေလျှော့ထည့်ပါခြင်ဟင်းကိုကြက်ကြိုက်တယ်ဆိုရင်တော့ရေပို့ထည့်ပါထိုင်းလူမျိုးတွေကပြစ်ကြိုက်ပါတယ်ရှင်မြန်မာနဲ့ထိုင်းအဲ့ဒါကွာတယ်နော်အဖုံးလေးပိတ်ပြီးတော့ငါးလေးတွေကြက်တီထိတဲပါတယ်ငါးလေးတွေကကြက်လာပြီးအရန်မွေးလာရဆိုရင်တော့အရသာမြည်ကြည့်ပါရှင်ငမြိုင်လိုရင်ငမြိုင်စားလို့ရင်စားရတာမဟုတ်လို့ရင်ရတာမဟုတ်ချိန်ဆပြီးတော့ထည့်နိုင်ပါတယ်ရှင်ရတာတော့လေကိုကြိုက်တဲ့ရတာကိုချိန်ဆနိုင်တာပေါ့နော်နောက်တစ်ခုကကြတော့ကျမကတူတဲကိုဒါကတော့ဂျူးမြင့်ရဲ့ပြီးတော့ရုံးပရီဒီရဲ့အဲ့နှစ်ခုကိုကျမရောပြီးတော့ထည့်လိုက်တယ်ရုံးပရီဒီကခက်ချွဲလေးပေါ့ရှင်ခက်ပြစ်ကလေးရမယ်လေဂျူးမြင့်ကလည်းတအားမှုှေးတာပေါ့ရှင်အဲ့နှစ်ခုကိုလုံးဝအရင်ထဲမှာပွက်ဆူလာတဲ့အနေထားဆိုရင်တော့အပွားနေပြီးတော့ဒါကတော့ကျမရဲ့မကြီးရဖြစ်ပါတယ်မကြီးရတော့လိုတလောက်ပဲထည့်တယ်ရှင်အမတို့ကိုတို့ချိန်ဆပြီးတော့ထည့်နိုင်ပါတယ်ရှင်တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ကိုကအချင်းလိုရဆိုရင်ပို့ထက်မလို့ဆိုလည်းမထည့်နဲ့ငေဦးတီးစင်းအောင်တောင်းလိုက်ထည့်ခွဲမထည့်ဘူးမင်းစားထိုင်လန်ဆက်မှာဆိုလို့ရှင်ကျမကတော့အဲ့အတောင်းလိုက်စားမယ်ပေါ့ရှင်ဒါကတော့ကျမရဲ့ငါခုကျူးမြင့်ချင်းလေးဖြစ်ပါတယ်ရှင်ကျမတို့နဲ့တူသမီးစားကြပါအောင်ရှင်မိုးမိုးရဲ့ကြောက်မိုးမိုးပြဿနာရှာဒါကတော့ဒူးမြင့်နဲ့အတော့နဲ့ကန်စုံလောက်ထားဒူးမြင့်ကျူမြင့်อืมဒူးမြင့်ကျူမြင့်အများကြီးမားတယ်အရန်စားကောင်းချက်ထားရှယ်ပဲမှုရတာအားမဟုတ်တယ်ရမယ်ကောင်းစားမှဒီရေကနောက်တော့စားနေဆုံးနဲ့ခက်နေလို့ခလေးဆုံးထားတော့စားနေဆုံးနဲ့ခက်နေတော့ကောင်းစားမှာအဲ့ဒါမို့ဘေးဦးတဲ့ဘေးဦးစီရလဲတဲ့กับข้าวแล้วแต่กับข้าวเพราะว่าအဲ့ရေမြမြနဲ့ချင်းဟင်းဆိုတတောင်နဲ့မျိုးအလုံးလုံးနေအဲ့လိုပဲစားလိုက်လို့ဘယ်နှစ်နာရီရှိနေလဲညနေလေးလည်း2နာရီခွဲမှစားရတယ်ဒီမှာကအမင်းရှိညဒီစင်းလေးလက်ထမှာဖောက်ဆိုတော့
အခုလေးတွေကြိုက်ပါအခုတလောလည်းနဲ့မစားဘူးဆိုတာကမပြည့်ရချင်းမိုးစားကောင်းတာပေါ့နော်အငန်းလည်းအရင်မစားရဲ့ဘယ်လိုထိုင်းလို့ပြောလဲแต่ว่ายังไงอะเบอุ ไข่เป็ด แกอุ ลูกไก่เป็ดกับไก่ งาอุ งาง างาอุอ่ะ ไข่ปลา งาอุมาซ่าโรจาวไว้นะ อืม thank you อ่ะ ขอบคุณครับ